မိန်းကလေးဟာသူမရဲ့အသက်20ပြည့်မွေးနေ့မှာပဲသူမကို10နှစ်တိုင်ပြုစုပြောထောင်ပေးခဲ့တဲ့ဦးလေးဖြစ်သူကိုချစ်မိသွားကြောင်းဖွင့်ပြောလိုက်ပါတယ်။ဦးလေးဖြစ်သူကတော့ဒါကိုကြားလိုက်ရတဲ့အခါစွန့်သွားရပါတယ်။ဘာလို့လဲဆိုတော့ငငယ်ကလေးကကျွေးမွေးဆောက်ရှောက်လာတဲ့ကလေးမလေးကသူ့ကိုချစ်နေလိမ့်မယ်လို့တခါမှမတွေးဘူးလို့ပါ။ဒါကြောင့်သူကပြက်ပြက်သားသားညှင်းဆိုလိုက်ပြီးနောက်တစ်ခါဒီလိုစကားမျိုးမပြောဖို့သတိပေးလိုက်ပါတယ်။မိန်းကလေးကသူတို့ဟာသွေးသားရင်းနှီးသူတွေမဟုတ်တာကြောင့်ချစ်မိတာဘာမှမမှားဘူးလို့ပြန်ပြောခဲ့ပါတယ်။ဒါရင်မကပဲဦးလေးကလက်မခံမချင်းနှစ်တိုင်းသူမရဲ့မွေးနေ့ရောက်တိုင်းမှာအချစ်ကိုဖွင့်ပြောနေအောင်မှာပါလို့လဲဆိုပါတယ်။ဒါပေမဲ့ဦးလေးဖြစ်သူကတော့မိန်းကလေးထက်10နှစ်ကျော်ပိုကြီးနေတာကြောင့်သူ့စိတ်ထဲမှာတော်တော်လေးဝေခွဲမရဖြစ်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။3နှစ်ကြာသွားတဲ့တနေ့မှာတော့ဦးလေးဖြစ်သူကအမျိုးသမီးတစ်ယောက်ကိုအိမ်ကိုခေါ်လာတာမိန်းကလေးမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲသူမလက်ထဲကဦးလေးအတွက်ပြင်ဆင်ထားတဲ့လက်ဆောင်လေးဟာကျန်းပြင်ပေါ်ကိုလွတ်ကျသွားပါတော့တယ်။ဦးလေးကအဲ့ဒီအမျိုးသမီးဟာသူ့ရဲ့တို့သမီးလောင်းဖြစ်ပြီးမကြခင်လက်ထက်ကြတော့မှာပါလို့မိတ်ဆက်ပေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမိန်းကလေးဟာဘာမှမပြောဘဲထွက်လာခဲ့ပြီးဆိုဖာပေါ်မှာထိုင်ကာရှိုက်ကြီးတင်ငိုကြွေးပါတော့တယ်။သူမအသက်10နှစ်အရွယ်မိဘတွေဆုံးပါသွားတော့ကဒီမျိုးသားပဲသူမစီကိုရောက်လာပြီးဦးလေးလို့ခေါ်ခိုင်းတာသူ့အိမ်ကိုခေါ်ဆောင်လာခဲ့တာကိုသူမပြန်သတိရသွားပါတယ်။အဲ့ဒီအချိန်မှာပဲပဲရစ်မှာရှိတဲ့သူမရဲ့ဒေါ်လေးစီကဖုန်းရောက်လာပါတယ်။ဒေါ်လေးကသူမကိုလွမ်းနေကြောင်းနဲ့ပဲရစ်ကိုလာနေစေချင်ကြောင်းပြောပါတယ်။သူတို့သမီးလောင်းရဲ့အကြောင်းကိုသိသွားပြီးနောက်မှာတော့ဒီပတ်သက်မှုကိုအဆုံးသတ်ရမယ်ဆိုတာမိန်းကလေးနားလည်သွားပါတယ်။သူမကဒေါ်လေးကိုနောက်နှစ်လနေရင်ပဲရစ်ကိုလာခဲ့ပါမယ်လို့သတိပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့နောက်နှစ်လဆိုရင်သူမရဲ့23နှစ်ပြည့်မွေးနေ့ဖြစ်ပြီးနောက်ဆုံးအကြိမ်ဖြစ်ဦးလေးနဲ့အတူမွေးနေ့ဖြတ်တန်းခြင်းလို့ပါ။နောက်နေ့မှာတော့သူမပတ်စပို့သွားလို့ဖို့ထွက်လာခဲ့ပေမဲ့ဦးလေးကတော့သူမကိုအမှုပညာစတူဒီယိုသွားတယ်လို့ထင်နေတာပါ။ဒါကြောင့်သူကကားနဲ့လိုက်ပို့ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူတို့သမီးလောင်းကလည်းရောက်လာပြီးသူမလည်းပကြီးပညာကိုလေ့လာနေသူဖြစ်ကြောင်းပြောပါတယ်။ဦးလေးကသူတို့သမီးလောင်းနဲ့အတူဒိတ်သွားမယ့်အကြောင်းကိုကြားလိုက်ရတဲ့အခါမိန်းကလေးဟာထွက်သွားဖို့ပြင်ပေမဲ့ဟန်ချက်ပြက်ပြီးလဲမလို့ဖြစ်သွားခဲ့ပါတယ်။ဦးလေးကသူမကိုဖေးမလိုက်ပြီးနောက်ဆုံးတော့သူတို့အားလုံးကားပေါ်ကိုအတူတူတက်ခဲ့ကြပါတယ်။လမ်းခရီးမှာသူတို့သမီးလောင်းကလမ်းကတိတ်မကောင်းတာကြောင့်ဦးလေးကိုနှက်ခမ်းနီဆိုးပေးဖို့တောင်းဆိုလိုက်ပါတယ်။မိန်းကလေးဟာသူမငငယ်ကဦးလေးကိုစနောက်ပြီးနှက်ခမ်းနီဆိုးပေးဖို့ပြောခဲ့တာတွေနဲ့ဦးလေးကသူမရဲ့အလှပကိုချီးကျူးခဲ့တာတွေကိုပြန်သတိရသွားပါတယ်။ဒီချုံမြင်တဲ့အမတ်တရားတွေကသူမရဲ့နှလုံးသားကိုဓာတ်နဲ့မှုန်းတယ်လို့ခံစားရစေပါတယ်။ဦးလေးကသူတို့သမီးလောင်းကိုနှက်ခမ်းနီဆိုးပေးနေတာကိုမြင်လိုက်ရတဲ့အခါသူမကကားဆရာကိုကားရက်ခိုင်းပြီးတယောက်တည်းဆင်းသွားပါတော့တယ်။သူမထွက်ခွာသွားတာကိုကြည့်ပြီးဦးလေးဖြစ်သူဟာလည်းသူ့ရဲ့ရင်ထဲမှာတစုံတရာကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားချက်မျိုးကိုပထမဆုံးအကြိမ်ခံစားလိုက်ရပါတော့တယ်ဗျာ။